လုံးဝမခံနိုင်တော့ဘူးပေါ့နော်ဖျားတာတွေလည်းအများတန်းရှိတတ်တယ်အဲ့ဒီဟာတော့အခက်ခဲဆုံးပေါ့နော်ပြီးရင်ယောက်ျားလေးတွေနဲ့ရှင်လိုက်အဲ့လိုရင်မောင်တန်းတယ်ဆိုပေမဲ့ယောက်ျားလေးတွေရဲ့လုံနိုင်တဲ့လောက်မိန်းကလေးတွေလည်းလုံနိုင်ရမယ်ဒဏ်ရာရတော်လန်ရေးတပ်ဖွဲ့ဝင်တွေကိုအရေးပေါ်ဆေးကုသမှုတွေလှုပ်ဆောင်ပေးနေသူကအသက်19နှစ်အရွယ်ချင်းတိုင်းရင်းသူမဘန်တော့ပိုင်ပါဘန်တော့ပိုင်ဟာရှေ့တန်းကဒဏ်ရာရရဲဘော်တွေအပြင်နောက်တန်းကနေမကောင်းတဲ့တပ်ဖွဲ့ဝင်တွေကိုပါကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့စေတပ်သားတစ်ယောက်ဖြစ်ပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်ကနေချင်းပြည်နယ်မြောက်ပိုင်းတီးတိမ်မြို့နယ်တဲကိုအင်အားရာနဲ့ချီပြီးစစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ချင်းတော်လှန်ရေးတပ်တွေရဲ့တိုက်ပွဲတွေအတွင်းဒဏ်ရာရတော်လှန်ရေးရဲဘော်တွေအသက်ရှင်တန်ဖို့ဗန်တော့ပိုင်တို့လိုစေတပ်သားတွေကအတက်နိုင်ဆုံးကယ်ဆယ်ရတာလည်းဖြစ်ပါတယ်။မဘန်တော့ပါဟာတီးတိမ်မြို့နယ်စီးရင်ဒေသအခြေစိုက်တော်လှန်ရေးတပ်ထဲကိုစတင်ဝင်ရောက်ချိန်မှာအသက်18နှစ်မပြည့်သေးပါဘူး။ကိုဗစ်ကပ်ရောဂါနဲ့စစ်အာဏာသိမ်းမှုကြောင့်ကျောင်းတွေပိတ်လိုက်ရချိန်မှာကိုရန်ကျောင်းသူမဘန်တော့ပဲရဲ့အသက်က15နှစ်ပဲရှိပါသေးတယ်။2021ဖေဖော်ဝါရီရက်စစ်အာဏာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြရင်းချင်းပြည်နယ်မြို့တော်ဟာခါမြို့စုပေါင်းရုံးရှိမှာစစ်တပ်ကပစ်ခတ်လို့ငယ်တငယ်ချင်းဖြစ်သူမဆွေညံပဲတေဆုံးခဲ့ရပြီးတဲ့နောက်မှာတော့ဗန်တော့ပိုင်ဟာအာဏာရှင်စစ်တပ်ကိုတော်လှန်ဖို့စိတ်ဆန္ဒပိုပြင်းပြခဲ့တာလို့ဆိုပါတယ်။ဒီလိုနဲ့တော်လှန်ရေးတပ်ထဲဝင်ဖို့မဘန်တော့ပိုင်ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့မိဘတွေကတော့သူတို့ရဲ့တဦးတည်းသောသမီးဖြစ်တဲ့မဘန်တော့ပါကိုအသက်အန္တရာယ်နဲ့နီးတဲ့တော်လှန်ရေးတပ်ထဲဝင်ဖို့ခွင့်မပြုခဲ့ပါဘူး။ဒါပေမဲ့မိဘတွေမသိအောင်ခိုးထွက်ပြီးတော်လှန်ရေးတပ်ဖွဲ့ထဲဝင်ရောက်ခဲ့တာလို့မဘန်တော့ပဲကပြောပြပါတယ်။တော်လှန်ရေးတပ်ထဲကိုရောက်သွားချိန်မှာတော့မိဘတွေရဲ့အားပေးကူညီမှုကိုရခဲ့ပါတယ်။အခြေခံစစ်တင်တန်းနဲ့စေးတင်တန်းတက်ရောက်ခဲ့ပြီးဒီခင်ဆိုင်တပ်ဖွဲ့မှာလက်ရှိတာဝန်ထမ်းဆောင်နေပါတယ်။မူကြိုကနေ8တန်းအထိအတူတူကျောင်းတက်ခဲ့တဲ့ငယ်တငယ်ချင်းကိုစစ်တပ်ကပြစ်တက်ခဲ့တာကြောင့်တော်လန်ရေးတဲကိုခြေစုံပစ်ဝင်ခဲ့တဲ့ဗန်တော့ပါဟာမော်ဒယ်တယောက်ဖြစ်ချင်တဲ့အိမ်မက်ရှိခဲ့ပါတယ်။